barista တွေအတွက်အရန်ကိုအသုံးဝင်မယ်ဒီဖုန်းတစ်လုံးနဲ့ဒီနေ့မှာမိတ်ဆက်ပေးခြင်းနဲ့ပေါ့နော်ပုံမှန်ဆိုရင် cafe မှာကိုကနေ့စဉ်ဒီ coffee ပူတွေရေနွေးပူတွေနဲ့ဒီလို coffee ဖြော်နေနဲ့ကိုယ့်ရဲ့ဖုန်းကလာတာမျိုး customer ဖုန်းတွေလာတဲ့ခါမျိုးမှာဆိုလို့ရှိရင်ကိုကဖုန်းသုံးရမှာပေါ့နော်ဒီလိုမျိုးအချိန်တွေမှာ coffee မုန့်တွေဝင်သွားတာ coffee ပူတွေရေနွေးပူတွေကိုယ့်ဖုန်းပေါ်ထိမိသွားချိန်မှာ screen တွေပြတ်သွားနိုင်တယ်ဒါလိုမျိုးကြီးအရင်စိုးရင်ရတယ်ပေါ့နော်အဲ့ဒီအတွက်စိုးရိမ်မှုတွေလုံးဝစိုးရိမ်ကြမှုတွေအလုပ်ကို ACC လုပ်နိုင်မှုအတွက်ကိုယ့်အတွက်အရန်ကိုက်ညီမဲ့ဖုန်းတစ်လုံးနဲ့မိတ်ဆက်ပေးခြင်းတယ်ပေါ့နော်အဲ့ဖုန်းကတော့ A6S Pro ပဲဖြစ်ပါတယ်အဲ့တော့ဒီမှာ A6S Pro လေးပေါ့နော်ဒီ A6S Pro မှာကဘာကောင်းသွားလဲဆိုတော့ IP69K ထိပါတယ်ပေါ့နော်သူကရေတံခံနိုင်မှုဖုန်တန်ခံနိုင်မှုအဆင့်ကို IP69K ပါတယ်အဲ့တော့ IP69K ကဘာတွေရအဲ့တော့အရှိက6ကကြတော့ဖုန်တန်နေခံနိုင်မှုအမှုန့်လေးပေါ့နော်ဒီ speaker box တွေထဲမှာဝင်တာမျိုးတွေဒီလိုမျိုးတွေမှာအမှုန့်တွေဝင်လို့ရှိရင်လည်းဖုန်းကိုအလွယ်တကူမပြည့်စည်နိုင်ဘူး6ဆိုတဲ့ဟာက level အမြင့်ဆုံးပဲဖုန်တန်ခံနိုင်မှုမှာအမြင့်ဆုံးပြီးတော့အနောက်က9ဆိုတဲ့ဟာကဘာတွေရလဲပေါ့9ဆိုတဲ့ဟာကရေပူပူ80ဒီဂရီလောက်ထိကိုသူကအဲ့လောက်ပူတဲ့ရေကိုလည်းဖုန်းပေါ်ကိုလောင်းချမိတာမျိုးလည်းခံနိုင်ရှိတယ်ဖုန်းစိမ်မိသွားလည်းဘာမှမဖြစ်ဘူးပေါ့နော်ပြီးတော့ရေထဲကိုကအလုံးလုံးနေနေရေကန်ထဲကိုပြုတ်ကျသွားတယ်ပေါ့နော်အဲ့လိုခါမျိုးမှာဆိုလို့ရှိရင်လေဒီဟာက1.5 မီတာအထိကိုသူက30မိနစ်လောက်ထိအထဲမှာရေထဲမှာပြုတ်ကျနေတယ်ပဲပုံမှန်အတိုင်းပဲသူကအသုံးပြုလို့ရနေသေးတယ်ဒါနေပဲလားအနောက်မှာ IP69 ပဲ K ပါလေးရဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ K ကဘာလို့လို့ရလဲဆိုတော့ဒီ K ကသူကားတွေမှာကားဆေးလို့ရှိရင်ဒီလိုမျိုး pressure ခန်းနဲ့ဖုန်နေပြောင်းဆေးရတယ်အဲ့လို pressure ပေါ့နော်အဲ့လိုရေပူ pressure ရေအေး pressure ရှိသမျှ pressure တန်းနေလည်းအကုန်လုံးလည်းခံနိုင်ရှိတယ်အဲ့တော့ရေပူနဲ့ pressure ခန်းနဲ့ကိုဒီဖုန်း screen မှာဖြစ်ဖြစ်0 degree 30 degree 60 degree 90 degreeဖက်ကနေပြီးတော့မှကြိုက်တဲ့နေရာပတ်ဖြန်းပေါ့နော်လုံးဝဒဏ်ခံနိုင်ရှိတယ်အဲ့ဒါကြောင့်မို့ဒါက coffee ဆိုင်မှာအလုပ်လုပ်တဲ့သူတွေအတွက်ကတော့အရန်ကိုအဆင်ပြေဆုံးဖုန်းတစ်လုံးပေါ့နော်ဘယ်လိုခြေနေမျိုးမှာဖြစ်ဖြစ်ရေပူလားရေအေးလားရေထဲပြုတ်ကျသွားမှာလားလုံးဝစိုးရိမ်စရာမလိုဘူးပေါ့နော်အရေဒဏ်ခံနိုင်တယ်ဆိုတော့ရေတစ်မျိုးတည်းလားရေတစ်မျိုးတည်းလည်းမဟုတ်ဘူး तू ကဒီဖုန်းကကြတော့အခုဒီမှာလေ့လာချက်အရာ36မျိုးအရေပေါင်း36မျိုးတန်းခံနိုင်တယ်ပေါ့နော်အဲ့တော့အဲ့အရေ36မျိုးကဘာတွေလဲ coffee တို့ no တို့ soda တို့နောက်ပြီးတော့လက်ဖက်ရည်တို့နောက်ပြီးတော့နောက်ပိုင်း coffee ဆိုင်တော်တော်များများ coffee ပဲရောင်းတာမဟုတ်တော့ဘူးပေါ့နော်နောက်ပိုင်းစားဆိုင်တွေလည်းတွဲရောင်းတယ်ဒါကြောင့်အဲ့ကြောင့်မလို့ပေါ့နော်ဒီလိုတုံရမ်းဟင်းရည်ပူတွေလားဒီလိုမျိုးပေါ့နော်ဟင်းရည်ပူတွေလားဒါတွေအစုံကိုလည်း36မျိုးတန်းခံနိုင်တယ်အဲ့အပြင်ကိုဒီတစ်ခေါက်ရဲ့သူ့ရဲ့ screen ရဲ့ touch ကကြတော့အရင် series တွေမှာပါတဲ့ဟာဆိုလို့ရှိရင်ပုံမှန်ဆိုရင် splash touch လို့ပဲပြောတယ်ရေစင်တဲ့ဒဏ်လေးခံနိုင်တယ်ပေါ့နော်အခုကကျတော့ရေဆိုလဲပုတ်ဆွဲလို့ရတာမဟုတ်ဘူးသူကဗာလဲ rainstorm touch ဆိုပြီးတော့ဒီတစ်ခေါက်မှာမိုးရွာနေတယ်မိုးသေးထန်စွာရွာနေတဲ့အချိန်မှာတော့မှမိုးရေစရိုက်ကျနေလဲပဲဒီ touch ကအလုပ်လုပ်တယ်ဆိုတာမျိုးပေါ့နော်အဲ့တော့ CP ရဲ့လက်နဲ့ရေဆိုနေတဲ့လက်နဲ့နောက်ပြီးတော့ကိုကလက်အိတ်တွေပါဝတ်ပြီးတော့မှာပေါ့နော်ဒီပကံဆေးနေရလားကဖေးမှာပေါ့နော်ဒီလိုပကံဆေးနေခွက်ဆေးနေဆေးနေနေဖုန်းလက်လာလို့နှမ်းကင်မယ်ဆိုလို့ရှိရင်လည်းအရင်အဆင်ပြေတယ်သူကလက်အိတ်ဝတ်ထားတယ်သူ့ရဲ့ touch ကမိတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီဖုန်းကကဖေးက barista တွေအရန်ကိုအသုံးဝင်တယ်ပေါ့နော်အဲ့တော့အဲ့လိုအသုံးဝင်တာတော့ဟုတ်ပြီပေါ့နော်မေးစရာမေးခွန်းတွေရှိလာတယ်ရေဝင်သွားတာအဆင်ပြေတယ်ဒါပေမဲ့ရေဝင်သွားရဆိုရင်လည်းဒီလို speaker box တွေထဲဝင်သွားနိုင်တယ်ပေါ့နော်အဲ့တော့အာသွင်း box တွေ speaker box တွေ USB box တွေဝင်သွားရင်ရေတွေပေါ့ဘယ်လိုပြန်ထုတ်ပါလဲအဲ့တော့ကိုကရေထုတ်ဖို့အတွက်ကလည်းဒီဖုန်းကရေထုတ်နီး3နီးပါတယ်ကိုစင်ပြည့်နီးလန်းနဲ့ထုတ်လို့ရတယ်ပြီးတော့အလွယ်ကူဆုံးဆိုလို့ရှိရင်တော့ကိုကဒီဖုန်းရဲ့ noti bar မှာပေါ့နော်ဒီကဒီ noti bar မှာပဲအလွယ်တကူဆွဲချပြီးတော့မှရေထုတ်တဲ့ဟာလည်းပါတယ်အဲ့အတွက်ကြောင့်မို့အလွယ်တကူရိုးရှင်းရှင်းနဲ့ရေထုတ်လို့ရတယ်ပေါ့နော်နောက်တစ်ခုကဒီဖုန်းကဘာထပ်ပြီးတော့မှကောင်းလဲဆိုတော့ဒီကိုရီးယားတစ်နေ့လုံးမအားဘူးတချို့ကဒီကဖေးမှာဆိုလို့ရှိရင်ကိုဖုန်းကိုသုံးပြီး order ကောက်တာမျိုးရှိ customer များနေတဲ့အချိန်မှာ order ကောက်နေရတယ်ဖုန်းကတစ်နေ့လုံးသုံးနေရတယ်ပေါ့နော်ခဏကိုကဖုန်းကိုခဏချလိုက်တဲ့အချိန်မှာအားလေးခဏသွင်းချင်တယ်ဖုန်းကအားမသွင်းထားမိလို့အားသွင်းချင်တယ်ဆိုရင်လည်းဒီ9မိနစ်လောက်အားသွင်းထိုးလိုက်တာနဲ့ကိုဒီလိုမျိုးအားက15%လောက်ပေါ့နော်အဲ့လိုမျိုးတက်သွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်လို့ခဏလေးအားသွင်းလိုက်တာနဲ့လည်းအားပြန်တက်တယ်ပေါ့နော်အဲ့တော့ဒီအားပြန်တက်တာကလည်းဘယ်လိုလဲဆိုတော့ battery ကလည်း9000 mAh ကိုသုံးထားပြီးတယ်အားသွင်းဝက်ကလည်း80 super book ကိုသုံးထားပြီးရပေါ့နော်80 watt super book ကိုသုံးထားပြီးတဲ့ကြောင့်မလို့ကိုကတနိုင်လောက်အားသွင်းလိုက်တာနဲ့အားတရာလုံးဝပြည့်သွားပြီပေါ့နော်အဲ့တော့တစ်ခါအားသွင်းပြီးတော့တစ်နေ့လုံးကို ACC နဲ့သုံးနိုင်ပြီပေါ့နော်အဲ့
အဲ့တော့ IP69K လည်းပါတယ်ဘက်ထရီကလည်းကြီးတယ်အဲ့ဒီပြင်ကအားတွင်းကလည်းမြန်တယ်အားလည်းခံတယ်အဲ့ဒီပြင်ကိုဒီဇိုင်းလေးကလည်းသူများနဲ့မတူဘဲနဲ့ဆန်ဆန်လေး 3D ဒီဇိုင်းလေးကိုသုံးမိထားတာဒါကြောင့်မလို့ဒီလိုမျိုးအရန်ကိုပြည့်စုံတဲ့ဖုန်းလေးကတော့ Cafe Barista တွေအပြင်ကိုလူတိုင်းအတွက်လည်းအရန်အသုံးဝင်တဲ့ Oppo ရဲ့A6s Pro လေးပဲဖြစ်ပါတယ်